မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အစီအစဉ်တစ်ဆက်သူမင်းဆွမ်းပြပါဒီနေ့အစီအစဉ်ကတော့ The Raincoat ဘိုးကမြန်မာရုပ်သံဇလန်တွေရဲ့ pre-show အစီအစဉ်ပဲဖြစ်ပါတယ်ဘိုးကမြန်မာရုပ်သံဇလန်တွေရဆိုရင်တော့မကြခင် Fortune TV Channel မှာထုတ်လွှင့်ပြသသွားတော့မှာဖြစ်ပါတယ်ခင်ဗျာဒီဇလန်ကိုတော့ Director Sharon ကနေပြီးတော့မှပုံပေါ်ဖန်တီးထားတာဖြစ်ပြီးတော့ကျုပ်ဆောင်နေနေကတော့ငိမ့်တော်ဟန်နာမင်းဟိန်ပွင့်နေရီမောင်မင်းသူရဲမော်စက်ထုတဲ့ကျဲစင်ရုံးမေလုံးခင်ဖုံးမြတ်တာနဲ့အခြားတရုပ်ဆောင်များစွာကနေပြီးတော့မှပါဝင်တရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်နဲ့ပတ်သက်ပြီးတော့မှဒီနေ့မှာကျွန်တော်သိချင်တဲ့မေးခွန်းတွေရောပြီးတော့ပရိသတ်တွေစိတ်ဝင်စားစေမဲ့မေးခွန်းတွေကိုရောမြင်မြန်ပေးသွားမှာပဲဖြစ်ပါတယ်တို့တို့အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါโอเคပါအဲ့တော့ပထမဆုံးအနေနဲ့ဒီဇလန်မှာပါဝင်ခဲ့ကြတဲ့ကိုယ့်ရဲ့ဒါ character name လေးတွေနဲ့တယောက်ချင်းစီလေးမိတ်ဆက်ပေးပါအောင်မာရ Sharon မှာဒီကားကိုဖန်တီးထားတဲ့ director ပါရှင်ဟုတ်ကျွန်တော်တို့ညင်းတော်ပါဒီထက်မှာတော့ကျွန်တော်မိုးတင်ရန်ဇက်ကောင်အနေနဲ့ပါဝင်တရုပ်ဆောင်ထားပါခင်ဗျာညီမကတော့ကျဲစင်ပါဒီထဲမှာတော့ကျဲစင်ဟယ်လင်ဟူဆယ် character နဲ့ပါဝင်ပြီးတရုပ်ဆောင်ထားပါတယ်ဟာညီမဟန်နာပါဒီကားထဲမှာယတိဂျိုနေကနေပြီးပါဝင်တရုပ်ဆောင်ပါကိုကြီးကတော့ဒီကားထဲမှာဒေါ်ကျဲစင်မိုးနေရတရုပ်ဆောင်ထားပါတယ်ကျွန်တော်မင်းဟိမ်းပါကျွန်တော်ဒီကားထဲမှာဥမြတ်မင်းနေရာနေပြီးတရုပ်ဆောင်ထားပါတယ်ကျွန်တော်စက်ထိုးတစ်ပါဒီကားထဲမှာထိုးဝနကာရီတာနဲ့ပါဝင်ထားပါတယ်ဗျโอเคပါအဲ့တော့ကျွန်တော်ဒီနေ့ကတော့ဒီဇလန်နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေသိချင်နေတဲ့အကြောင်းအရာလေးတွေရောပြီးတော့ဇလန်ရဲ့နောက်ွယ်ရာပေါ့နော်ဒီပရိသတ်တွေသိချင်တဲ့အမှတ်တရလေးကိုကျွန်တော်တို့ကမေးသွားမှာဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီနေ့မှာကျွန်တော်အဲ့လို synopsis လေးကိုနည်းနည်းဖတ်လိုက်တာနဲ့တင်မဲ့ဇလန်ကဟိုဆွဲဆောင်မှုအရင်ရှိရပေါ့နော်ကျွန်တော်မေးချင်တာကြီးလည်းအများကြီးရှိတယ်အဲ့တော့တခုချင်းစီပဲမေးရပါပေါ့နော်အရင်ဆုံးတော့ကျွန်တော်လည်းကြားထားလေးရှိတယ်အဲ့ဒါကတော့ဒီဇလန်နဲ့ပတ်သက်ပြီးတော့ဒါ casting ပေါ့နော် casting လေးလုပ်ထားရလို့သိရတယ်အဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အမတို့ casting ဘယ်လိုရွေးချယ်ဖြစ်လဲဆိုတာလေးကိုစပြီးပြောပြပေးပါဦးcasting ကအရင်ဆုံးတော့မတို့ Facebook ကနေပြီးတော့ကျန်စာလိုက်တယ်ကျန်စာပြီးသွားတဲ့အခါမှာမတို့ဟိုရှောက်တဲ့လူတွေအများကြီးပဲပေါ့နော်ရှောက်တဲ့လူတွေအများကြီးကနေမတို့ဒီ selected person တွေကိုမတို့ခေါ်လိုက်တယ်ဆိုရင်လည်းအဲ့ဒီရွေးတဲ့လူတွေကလည်းထပ်ရွေးလိုက်တဲ့လူတွေကလည်းအယောက်100ကျော်ရှိပါတယ်။ယောက်100ကျော်ရှိရဲ့ချက်ထဲမှာမတို့ကနေပြီးတော့မကိုရိုင်းရောဒီ Fortune TV ရောဒီ Lifestyle Production ရောပြီးတော့မဆီယာဦးဟိန်းဆိုးတို့အကုန်လုံးကနေပြီးတော့မတို့ရွေးချယ်လိုက်တာ။အဲ့ထဲမှာ character တွေကိုတရုပ်ဆောင်ခိုင်းပြီးတော့ပေါ့နော်မတို့ရွေးချယ်ခဲ့တာပါ။ဟုတ်ကဲ့ပါအမအဲ့တော့တော်တော်လေးဒါ pre ပိုင်းမှာအစပေါ့နော်။မတို့ကြိုတင်ပြင်ဆင်မှုတွေအများကြီးရှိခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ဒီဇလန်ကတော့ကျွန်တော်တို့ကဒီ pre ရော production ရော post production ရောပေါ့နော်တောက်လျှောက်သွားရတာဆိုတော့အဲ့ဒီသွားတဲ့အဆင့်ဆင့်မှာရောပေါ့နော်ဘယ်လိုတွေပြင်ဆင်ခဲ့လဲရိုက်ကွေးလုပ်တဲ့အခါမှာရောဘယ်လိုမျိုးအားထုတ်ခဲ့လဲပေါ့နော်နောက်ဆုံး post တီပေါ့အဲ့ဒါလေးလည်းတစ်ဆက်တည်းလေးပြောပြပေးပါဦး free ဘိုင်းမှာဆိုလို့ရှိရင်လည်းမတို့ကဒီ story reading ကိုခေါ်ရဲဆိုလို့ရှိရင်ပုံမှန်ကတော့ဟိုတရက်ဆိုလို့ရှိရင်ပြီးလိုက်ကြတယ်ဒါပေမဲ့မတို့ကတော့မပြီးဘူးတေးသေးချာချာပေါ့နော်ဒီ psycho ဆရာနဲ့ပါမတို့ကခေါ်ပြီးတော့တခါတည်းလေ့ကျင့်ကြတယ်တရုပ်ဆောင်တဲ့အဲ့ထဲက character ထဲမှာရှိရဒီ character ဘိုင်းဆိုင်ရာပေါ့နော်တယောက်ချင်းစီတိုင်းကိုမတို့ပြန်ပြီး train တယ်ဒီဇလန်းဆိုလို့ရှိရင်ဒီ scenes ကဘယ်လောက်ဆိုတာကိုကြိုပြီးတော့တခါတည်းမရိုက်ခင်မှာတွေက scene တော်တော်များများပေါ့အရေးကြီးတဲ့ scene တွေအကုန်လုံးကိုမတို့ကနေပြီးတော့ဒီ story reading တွေမှာတကယ်ကိုတရုပ်ဆောင်လိုက်ကြတယ် story reading မှာတခါတည်း story reading မှာပဲဟိုဒီဇလန်းအကြောင်းကိုရှင်းပြရုံမဟုတ်ဘူးမတို့တကယ်ကိုတရုပ်ဆောင်လိုက်ကြတယ်ပေါ့နော်ဟိုလေ့ကျင့်ကြတယ်တခါတည်းဟို camera angle အစားဘယ်နေရာမှာယူမယ် DOB လဲပါတယ်အားလုံးပေါ့နော်ဟိုတေးသေးချာချာလေးကိုလေ့ကျင့်တယ်ရိုက်နေတဲ့အချိန်မှာလဲဒီဟာလူတွေအတီးမိုးရင်းရိုက်ရတာဆိုတော့ပြင်ပန်းရိုက်ရတယ်အခုpost ပိုင်းမှာပေါ့နော် post ပိုင်းမှာဆိုလို့ရှိရင်မတို့ကို edit လုပ်ပေးတာကacademy ဟို editor ပေါ့နော်အကိုဟိန်းထက်ကဒီဟာကို edit လုပ်ပေးတယ်သူကိုယ်တိုင်ကလည်းတေးသေးချာချာ scene by scene ပေါ့အသေးစိတ်ကိုလုပ်ပေးထားတာပါဟုတ်ကဲ့ပါအဲ့တော့ဒါရိုက်တာလည်းပြီးတော့တရုပ်ဆောင်တွေပဲနည်းလှည့်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီထဲမှာပေါ့မိုးတင်ရန်ဇက်ကောင်မဖြစ်ခင်ပေါ့နော်စပြီးကန်လန့်လာတော့ဒီဟာကိုလုံနိုင်ပါမလားပေါ့ဟုတ်ဒီ site ကိုကလည်းတောက်လျှောက်ကြီးလောက်အောင်မှာဆိုတော့ဖြစ်ပါမလားတွေးနေအဲ့အမကလည်းလောက်ကြည့်ကျွန်တော်ကလည်းကျွန်တော်တို့ဒီဟာမလုပ်ဘူးလို့ရှိရင်ကျွန်တော်လုံးတော့မှာမဟုတ်ဘူးဆိုတော့ ねတွေးပြီးတော့ဒီကားကိုလက်ခံပြစ်ပြီးတော့
လေးလာရပေါ့နော်ဒီ cycle ကလည်းတယောက်နဲ့တယောက်ကလည်းမတူဘူးမျိုးမျိုးကွဲလွဲနေဒီဆရာရှင်းပြရလည်းသူကတစ်မျိုးကျွန်တော်တို့တွေးထားရရတယ်တစ်မျိုးဆိုအဲ့လိုပေါ့တယောက်နဲ့တယောက်ကလည်းမတူကြအောင်ဗျာဖြစ်ပုံဖြစ်နည်းရလည်းမတူကြအောင်ဆိုတော့ကိုနဲ့နီးစပ်တဲ့ဟာကိုပဲကိုလှုပ်သက်တာရယ်အဲ့လားပေါ့ကိုနဲ့နီးစပ်နိုင်တဲ့ဒီ cycle character တစ်ခုကိုယူပြီးတော့ပဲသွားလိုက်တာပေါ့ဟုတ်ကဲ့ပါမက်ကျစင်ရောဒီ character နဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးပြင်ဆင်ခဲ့လဲကျေစင်ကတော့ဒါမတို့ခေါ်တဲ့ customer ဝင်6ဖြစ်တာပေါ့နော်ဒီ character ကျေစင်လည်းဒီ character လေးကိုကျေစင်လုံးရှင်တဲ့အတွက်ကြောင့်ဒါမတို့ customer ဝင်6ဖြစ်တာပါအဲ့ဒါနေပြီးတော့ဒါအခုဒါ Helen Hu ဆိုတဲ့ character လေးနဲ့ကျေစင်ဝင်ပြီးတော့ဟိုအမဘယ်လိုပြောရမလဲခေါ်တယ်ပေါ့နော်ခေါ်ရဆိုဒီ Helen Hu နဲ့ဟုတ်တည်ဆောင်ဖြစ်တာပေါ့ဟုတ်ကဲ့ပါအဲ့တော့မဟန်နာလည်းပြောပေးပါဦးဟန်နာကျတော့အမလည်းလုံနိုင်မယ်အမလည်းဘေးကနေပြီးတော့မိုးမှန်ပေးမယ်ပေါ့နော်ပထမတော့လှုပ်တဲ့အချိန်မှာအကုန်လုံးက senior စီနဲ့ပဲသွားရတယ်ဆိုတော့နည်းနည်းလေးတော့ဟို stress များတယ်လုံးဝအမလုံးနိုင်ပါမလားဆိုတော့ရတယ်ဟန်နာအမရှိရပေါ့နော်အမရှိရဆိုတဲ့ဟာတစ်ခုနဲ့ပဲဝင်လှုပ်လိုက်တယ်တကားတော့မှယတိချိုကမိုးတရံအတွက်ရှိပေးရတယ်အမရှိရဆိုတဲ့ writer တော်ကီတိုင်းပဲနာမိုးတရံအတွက်မှရှိပေးရတယ်မိုးတရံကကျတော့ तू တက်လာတဲ့ဒီ तू cycle ဖောက်လာတဲ့ဟာကိုကိုကလိုက်ပြီးတော့ထိန်းပေးရတဲ့psychiatrist ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဒီကားထဲမှာဆိုတော့သူတက်တဲ့မြတ်တံပိုးကိုလိုက်ပြီးတော့လိုက်ယုံပါပဲဟုတ်သူလည်းအဲ့လိုမျိုးပေါ့နော်ဟန်နာဒီယူပုံယူနီမျိုးစုံရှိတယ်သူကတော့အယိုရင်လေးယူတာပေါ့ဆိုတော့ရင်လေးယူတဲ့လူကိုအနောက်ကအဲ့လိုမမလိုက်ထိန်ပေးရတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဂျက်ဒီချိုကတော့လေအရန်စိတ်ရှည်ရဲ့ psychiatrist တယောက်ပဲဒီအဲ့လို psycho ဖြစ်နေpsycho ဖြစ်တာတော့မဟုတ်ပေါ့သူကနည်းနည်းယူနေရပါရင်လေးယူနေကျမသားနော်ကျမမေရမခံလိုက်တော့အဲ့လိုကြောက်ပါရင်လေးရမဟုတ်ဘူးသူစေစင်မျိုးဆက်ယူတာတယောက်ယူရအောင်စေစင်မျိုးဆက်ယူတာအမေကလည်းသူ့သားကိုယုံကြည်အပ်ထားတယ်လေဆိုတော့ကိုကအဲ့လိုတေချာကျူးဆိုင်ရတာပေါ့အကိုရဲ့မကျွန်တော်ကိုညီပါဗျာကျွန်တော်တောင်းတာဖြစ်မှာမဟုတ်လို့ပါကျွန်တော်ကိုကူညီလိုက်တာဆိုတော့မတရားမရှိရပါဘာစမိုးရစိတ်ကိုညင်နေတာထိုင်ခဏထိုင်အသက်ကိုပုံမှန်ရှူစိတ်ကိုရှော့တွားချင်တယ်မလားအဲ့လိုမျိုးစိတ်လှုပ်ရှားနေလို့မရဘူးလေဆရာဦးအောင်ကျော်တူကနေပြီးတော့ဒီယောဂနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီယောဂလက္ခဏာမှာဖြစ်တဲ့ symptom တွေဒီယောဂဒီဘယ်နေရာမှာဒီတန်ဖိုးရှိရမယ်ဘယ်နေရာမှာတော့ trigger ဖွင့်လိုက်ပြီးဒါမျိုးလေးတွေကိုအသေးစိတ်ဆရာဦးအောင်ကျော်တူကဟိုဇလန်းကိုတေချာဖတ်ပြီးတော့ဆရာပြောပြထားတာဗောနော်အဲ့တော့ဒီညီမလေးကိုလည်းပြန်ပြီးတော့ဒီကိစ္စလေးဒီနေရာမှာတော့ဘယ်လိုကုရမလဲဒီနေရာမှာတော့ဘယ်လိုကုရမလဲဆိုတော့သူကစကားမရိုက်ခင်တည်းကယတိချိုဖြစ်နေတာပါအရင်ယတိချိုပရီမာကိုကျွန်တော်တို့ကတော်တော်အားထည့်ထားတာပေါ့နော်ဒီကအဲ့လိုပြောရမှာပေါ့နော်ကျွန်တော်ဒီ character တွေအကုန်လုံးကပရီမာတွေကကိုသူတို့ကမိနေပြီလို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ပါအဲ့တော့မပွင့်ရလဲပြောပြပါဦးဦးရတော့ဒီကားထဲမှာပူလောင်နေတဲ့လူတယောက်ပေါ့နော်တားစော်လေးရှိတယ်ပြီးတော့ကင်မနီမှာဒီစီးပွားရေးမှာလောဘတက်နေတဲ့ character ပေါ့ဒီကတော့ဦးစိတ်ကူတာတခုကတော့တာအရင်ကြီးတာရင်ကြီးတာကိုကဝေးထားတဲ့အမေဆို character မမိမှာတော့ဆိုရမယ်နော်ကျွန်တော်ကမေလို့ချွေးလိုက်လို့ရှိရင်အဲ့စင်းလို့ခဏပြန်ရအောင်နော်တအားချွဲတာသိလားသူအလဲဝဲလူဆိုသိမသိတာဘူးပေါ့နော်ဒါကြတယောက်တယောက်အများကြီးမြင်တွေ့တယ်အခါကျတော့ချားကိုသူ့ကိုချွဲတယ်ကျွန်တော်နည်းပိုချွဲတတ်တာလားမသိဘူးကျွန်တော်ချွဲတဲ့ဟာပိုချွဲတတ်တာလားမဟုတ်ဘူးချွဲတာရုပ်ရှင်ထဲမှာကျတော့ဒီဇကားထဲမှာပေါ့ဇလန်းနဲ့ကျတော့အဝင်ခွင်ကြအောင်ဖြစ်လို့အဲ့တော့သူကအလိုလိုကိုအပြင်မှာလည်းချွဲတတ်တာနဲ့ဒီ character ကလည်းအဲ့လို psycho မှလည်းချွဲတတ်တဲ့ character မဟုတ်တခါလေအမေကိုချွဲရတဲ့ဟာပါတယ်အမေစကားနားထောင်နေအတွေးလွန်တာကိုသူကထိမ့်ပေးတာထိမ့်ပေးနေတယ်ကိုကလှုပ်ချင်တာလှုပ်တဲ့ဟာကိုမေရတယ်ဗျာဆိုဘာဆိုလားမသိအဲ့စင်းဆိုတော်တော်ရိုက်တယ်ခဏကြီးဘာဖြစ်လို့ကျွန်တော်မှားနေလို့လားပေါ့အရန်ချွဲနေအမေကအရန်စိတ်ဘူးတာဟိုအမေစိတ်ဘူးတာကိုမကြိုက်အဲ့လိုမျိုးမလိုက်ချင်လို့မရအောင်ကောင်းတော့တယ်မတက်ချင်ဘူးဗျာတက်တော့ပဲတော့တာဟုတ်တယ်တာမမေပြောပါတယ်အဲ့ဒါကြောင့်မလို့တာဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ဘူးနော်ဒါဆိုတော့ကိုတာဒီလိုဖြစ်နေအောင်လေလူတွေကိုမသိစေချင်ဘူးလေခုနလိုပြောရအောင်မကြိုက်ဘူးမကြိုက်ဘူးဒီမှာရပါအဲ့ဒါကပ်ပြီးတော့ကျူးဆိုင်ပါဆိုကိုဖီးရင်ပြီအဲ့လိုမျိုးပေါ့နော်ပြီးတော့ကိုနဲ့မှာဆိုလဲကိုကြီးကကျတော့
ဒီ company မှာအဲ့လိုကြီးစိုးခြင်းတဲ့စိတ်ကြီးရရှိတယ်ကိုယ်မှာတပြိုင်တည်းဖြစ်နေတဲ့စိတ်ပေါ့အဲ့လိုမျိုး ဟုတ်ကဲ့ပါအမအဲ့တော့အကူကရော character လေးနဲ့ပတ်သက်ပြီးတော့ ငါတို့ဒီကမှာဥမြင့်မင်းဆိုတဲ့နည်းနည်းလောဘကြီးရဲ့ဒီ company share ဟိုလက်တယောက်ပေါ့နော်အဲ့ဒီလူကြီးတယောက်အနေနဲ့ကိုပါထားတာပါပြီးတော့ဒီကမှာကျတော့ကိုကနည်းနည်းခုတ်ကြတယ်ဒီ company ကိုဦးစီးကျင်တာကိုဟုတ်ကဲ့ ကြံမြန်ကြံစီနေတဲ့ဘိဒူတွေပေါ့ဘိဒူတွေ ကိုလာတယ်ဆိုတော့အကျဉ်းရတဲ့ချင်းကပါ သူစီသူကရင်တော့ငယ်တော့ငယ်ကြီးစားဆိုပေမဲ့ပြန်ပြီးတော့တွေ့တဲ့အချိန်မှာကျတော့သူစီကပါအကျိုးမြတ်ရမယ်အကျိုးမြတ်ကိုကြည့်ပြီးတော့မှပြန်ပြီးတော့ X ကိုပြန်တွဲတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဆောင်ထားတာပါမင်းလေကျိုးလို့ညော်ရီလောင်းခဲ့တာမလားဟမ်ငေါမင်းသားအယူလောက်တော့မှမင်းစိတ်ထဲမှာထည့်ထားခဲ့တာမဟုတ်ဘူးဟုတ်တယ်မလား ကျွန်တော်ကဒီထိုးဝနာကာရီတာကိုပေါ့ဒီအမားတို့က casting call ခေါ်တယ်လူ90လောက်ရှိတယ်အမေရအဲ့နဲ့ရွှေတော်ညောင်ဘိုးပြောင်ရေးရမ်းကြီးတာပေါ့ဒီကြီးရဲ့ကြာမှာ90လောက်လာတယ်ပေါ့အခုဆရာဟင်းဆိုတို့ပေါ့လေပြည့်ရှည်မှုနဲ့ကျွန်တော်ကဒီထိုးဝနာကာရီတာကိုရခဲ့တာပေါ့အမလည်းယုံကြည်နဲ့နင်းပေါ့လေထိုးဝနာကာရီတာအတွက်လုံနိုင်ရမယ်ဆိုတော့လို့ပြောချင်မှာငါယုံကြည်မယ်နော်လို့ပြောကျွန်တော်ဖီးအားများတာပါဒါပေမဲ့ကျွန်တော်ကအကောင်းဆုံးကျွန်တော်ကြိုးစားမြို့ငါယုံကြည်ရနော်ပြောစတူတဲ့မြို့ငါယုံကြည်ရနော်ဆိုတော့ကျွန်တော်မှာအဲ့တကားကိုလေးနဲ့ဟိုအားပြောပါပြီးတော့ကျွန်တော်အပြင်မှာဟိုအေးစေးလေးနေတာဒီကမှကျွန်တော်ဒီထဲမှာကျွန်တော်မအေးစေးဘူးထုံးဝနာမှာစတူတင်မှာတော့အေးစေးရယ်ထုံးဝနာမှာကျွန်တော်မအေးစေးဘူးပေါ့အနေနဲ့ကျွန်တော်တို့ကဆက်ရရှိတယ်အပြင် character တဲ့စာလို့ရှိရင်ဒါစန့်ကျင်ဘက်ဖြစ်နေရပါလို့ပြောပါပြီးတော့အကိုတို့အမားတို့ပေါ့ဒီကိုရင်းစော်တို့လိုဒီလိုပေါ့ကြီးရတွေးရမှာဆိုကျွန်တော်တို့တွေကရှဲလန့်ဖို့ဖြစ်တယ်လေတသက်ဆိုင်ကျွန်တော်ရှဲလန့်ဖို့ငါဘယ်လိုလုပ်ရမလဲအဓိကစိုးရင်စိတ်ကငါကြောင့်အကိုတို့နောက်ချက်အမနောက်ချက်ဖြစ်မလားဆိုတော့စိတ်တော့ပဲဒါပေမဲ့မတ်ဆက်တော့ကနေငါယုံကြည်ရဆိုတဲ့စိတ်နဲ့ကျွန်တော်ကငါထုံးဝနာဖြစ်ကိုဖြစ်ရမှာဆိုရင်ငါနဲ့ကျွန်တော်ကဟို run တာပေါ့ဒီ script အကုန်လုံးပေါ့လေဒီမှာကျွန်တော်ပြင်ဆင်ပြီးတော့ထုံးဝနာကိုက်တာဖြစ်အောင်ကျွန်တော်ကစူးစမ်းခဲ့တာပေါ့ဒါဆိုငါမစက်စောပြီပေါ့ကောက်ကောက်ပြီပေါ့ဟာကွာဒီကားရဲ့ character အကုန်လုံးကလေအငြိမ်မရှိဘူးပေါ့အပြင်ကဆန္ဒတယောက်ပဲနည်းနည်းလေးအဲ့လိုနေတာကျန်တဲ့အကုန်ရောက်စီဟန်ဆောင်ငိမ့်တာ ဟုတ်တယ် မြတ်တာလေးဒါမြတ်တာလေးမမေတော့အတော့အပ်ပြီးတော့အခုမှတခြားကြီးဆိုင်တာနော်ဒီမှာလိမ့်ထဲမှာအမှတ်အရဆုံးကကြတော့မတို့အကိုမင်းဟိတ်နဲ့ရိုက်တဲ့စင်ကိုမင်းဟိတ်နဲ့ရိုက်တဲ့စင်တစ်စင်ပေါ့နော်အဲ့ဒီစင်ကနိုင်စင်တော်တော်ကိုခဲစစ်ရိုက်ရတာပေါ့နော်အကိုဆိုလို့ရှိရင်ဒီမိုးရေထဲမှာ2နာရီလောက်နေရတယ်ဟောငင်းတော့ဆိုလို့ရှိရင်လည်းအဲ့လောက်ကိုအကြာကြီးနေရတာဘာလို့ရိုက်တဲ့နေတစ်စင်းမဲ့ရမလဲအဲ့ဒီမိုးရေတွေနဲ့အဲ့ပါပဲအဲ့စင်းတစ်စင်းကိုရိုက်လိုက်တာမတို့တညလုံးရိုက်လိုက်တာအဲ့တစ်စင်းနဲ့တစ်စင်းလေးကိုတညလုံးပြောစင်းနဲ့ရှိပါဟုတ်တစ်စင်းနဲ့ကိုရိုက်တာကိုတညလုံးရိုက်လိုက်တာမတို့အဲ့မှာဆိုလို့ရှိရင်ဟိုတော်တော်ကြီးကိုပေါ့နော်ပြင်မအကိုကိုလည်းအားနာဒီကြားထဲမီးစက်တွေနဲ့ဆိုတော့မအကိုကြားအောင် acting ကိုအော်လို့မရဘူးအော်လို့မရဒီ monitor မှာပဲကြည့်နေလို့မရဘူးအကိုကြားအောင်လဲအော်ရသေးတယ်ဆိုမှဒီ scenes ဒီ monitor ကိုပြေးကြည့်လိုက်အကိုစီပြေးအော်လိုက်ဆိုတော့တော်တော်တုတ်ရွှဲတစ်ဖွဲ့လုံးရွှဲတာအဲ့နေရတကယ်အမှတ်တရနေအကိုလည်းအားနာဖြားတာနာရီဖြစ်သေးလားအကိုတော့ပြီးရခြင်းနာစီးတာနာစီးသွားတာပေါ့နော်ချွဲလို့ပြောတော့ဖြစ်တယ်တက်တယ်ဆိုတော့မမတော့ကိုကပို့ဖျားမှာနော်ဟုတ်တယ်အကိုကပို့ကြတယ်ကျွန်တော်တို့ကပြောငယ်ကစီးကျူတော့တာအဲ့နေရတော့တော်တော်ကိုအမှတ်တရနဲ့ခဲစင်နေပါတယ်အဲ့နေတယောက်လိုက်တော့ character မတူဘူးဒါပေမဲ့ move ကတော်တော်ပြင်းတယ်ထည့်ထားရတဲ့ move ကဟိုပေါ့လေးမရဘူးပြင်းထဲမှာထည့်ထားတဲ့ move ကတော်တော်ပြင်းနေထည့်ထားရတာထည့်ထားတော့မှပြန်ထွက်လာတဲ့ဥစ္စာဟိုငင်းတော့ဆိုလေသူ character နဲ့သူ move ကတွင်းထားတဲ့ move ကဟိုပေါ့တွင်းထားလို့မရဘူး heavy တွင်းထားတယ်လို့ move ပြင်းနေတွင်းထားတဲ့ move မျိုးတွေအကုန်လုံး character အားလုံးမှအဲ့လိုရှိတယ်လေ
အဲ့လိုပေါ့တစ်စင်းရိုက်တော့မယ်ဆိုဒီစင်းကြံလေးရလားမရိုက်ချင်တော့အဲ့လို စိတ်ကပင်ပန်းလာတာပေါ့မူရန်ထည့်ရတယ်အဲ့လိုပြော ဒီစင်းတွေပြီးသွားပြီ အဲ့ဒါစကားပြန်ဆက်အက်တာတွေအားနာတယ် အဲ့လိုဟိုချော့ခိုင်းတာ ကြောက်ကြောက် အဲ့ဒါကိုအားနာတယ်အားနာပေမဲ့အဲ့ဒီလိုမျိုးပေါ့နော်မရိုက်ခင်မှာအခုပြောတဲ့ setting တွေလုံနေလေအားနာလိုက်တာဟိုအကိုရေးအားနာရဲ့ဟိုသမီးရေးညီမလေးရေးတငယ်ချင်းရေးမောင်လေးအားလုံးကိုလိုက်ပြညီမလေးအကုန်လုံးကိုရှိသမျှလူတွေအကုန်လုံးလိုက်မမအားနာတယ်အားနာပြအဲ့ဒါမဲ့ထိုင်ပြီဆိုတာနဲ့အတန်ပြောင်းသွားပြီချင်းချင်း ဒါရိုက်တာပြီးကြတယ်ပြော မရဘူးတန်ဖိုနော်လုံးဝမချဘူးအဲ့လိုမျိုးဒီကဟိုအပျော်စင်းနဲတယ်ပေါ့နော်စင်းတိုင်းဒီ MB စု12ခုစလုံးမှာအစအစောစင်းတိုင်းမှာပေါ့ပါတရုပ်ဆောင်သွားတဲ့စင်းတစ်စင်းမှမရှိဘူးလို့ပြောလို့ရတယ်အဲ့တော့ဟိုအဲ့ပေါ်ရောက်ပြီးဆိုလို့ရှိရင်တော့စိတ်ကအကောင်လုံးက stress တွေတအားဖြည့်စီရသူတို့အပျော်ဆုံးချိန်ကအကိုရဲ့အပျော်ဆုံးချိန် lunch break ဟုတ်ပြန်နေချီ ကျန်တဲ့ချိန်ရှိရော ပြန်နေချီ အခက်အခဲဆုံးဆိုတာကတော့အချိန်တွေပေါ့အဓိကတကယ်အချိန်ပါပဲအချိန်ဆိုတာဘာလို့လဲဆိုတော့မတို့ရိုက်ရတဲ့စိမ့်တွေဒီ night scene တွေများတယ် night scene တွေများတယ်ဆိုပေမဲ့မတို့တညလုံးရိုက်လို့ကအဆင်မပြေဘူးတချို့ပန်းချန်တို့ဘာလို့သွားရိုက်ရတယ်ဆိုတော့စိမ့်တွေရှိတယ်ပန်းချန်မှာကြောက်ပန်းချန်ည8နာရီဆိုလို့ရှိရင်ပိတ်တယ်ဒါပေမဲ့8နာရီဆိုပိတ်ပဲသူတို့ request လုပ်ပြီးတော့8နာရီခွဲလောက်အထိကိုပေးပါအဲ့လိုမျိုးပြောရတဲ့စိမ့်တွေရှိရပေါ့ဒါ outdoor scene တွေပေါ့အဲ့လို scene တွေကြာရင်မတို့ကဒီ crane တွေဒီ setting တွေကိုအမတို့ကြိုချပြီးမိုးတွေကအရန်ရွာအဲ့လိုနေမှာပေါ့နော်ဒါပေမဲ့မှောင်ငင်ရိုက်လို့မရအောင်ကိုက night scene ဖြစ်နေတဲ့အတွက်မှောင်ထိုင်ဆောင်းပြီးအဲ့ scene တစ် scene night scene ဆိုရင်တစ် scene ကိုတညကုန်သွားလောက်အောင်ပေါ့နော်တော်ကိုပြင်ပန်းနဲ့ကိုရိုက်ရတာပေါ့ဆက်အဖွဲ့တွေအကုန်လုံးကလည်းဟိုတကယ်ကိုကျေးဇူးတင်ပါတယ်မဒီဆက်အဖွဲ့တွေအကုန်လုံးဒီမိုးတဲ့လေထဲမှာဟိုလေတုတ်ရွှဲဘလို့မှထီးဆောင်လို့လည်းမရဘူးဟိုဒီတက်ထဲမှာလည်းမတို့နေလို့မရဘူးပေါ့နော်အဲ့လောက်ထိကိုပြင်ပန်းကြတယ်ဟိုအဓိကကတော့ night scene နေမှာပေါ့နော်မိုးရင်းရိုက်တာလည်းပါတယ်ဒါကြောင့်မလို့ raincoat ကတကယ်ကိုမိုးတဲ့လေတွေကဟိုနေမနေလေးလိုက်သွားတာပေါ့ဗာ taste နဲ့ raincoat ပါပဲ ဟုတ်ကဲ့နောက်ဆုံးစင်နော်နောက်ဆုံးစင်မှာညလုံးစားဖြစ်တော့ဆိုတော့လေဟုတ်ကဲ့ဒါအထက်ဟိုဒါနေမကောင်းဖြစ်နေတယ်ဒါနေမကောင်းဖြစ်နေတာကျွန်တော်စဉ်းစားတယ်ဘာညာလဲဘာညာစားနေချိန်မှာကောင်းဖြစ်နေရအမေညလုံးစားအဲ့မှာရှောင်းလာလေဩပို့ဘိုးကြီးမျက်နှာစားဖြစ်တော့အိုက်ကရဲ့အန်နီရဲ့မှာစရောက်လာမိကလေးလုံးကလေးလို့မရအောင်ညလုံးကတအားအချောင်တက်လာတော့ဟုတ်ကဲ့သားတယောက်လုံးအဲ့လိုနေမကောင်းစမ်းမာနေတဲ့အချိန်မှာမိကမျက်မှန်တက်ထားတော့လေဟိုဒါကျွန်တော်တို့ဒီ actor မှာပေါ့နော်တော့အခုခုနကသူပြောသလိုပေါ့ဒါကျွန်တော်တို့အမှုပညာရှင်တွေမှာဆိုရင် actor ပဲဖြစ်ဖြစ် director ပဲဖြစ်ဖြစ်ဒီကားတကားရိုက်နေတဲ့အချိန်မှာအခက်မတင်နဲ့ကျမကြီးဆိုတာအခက်မတင်ဖြစ်တတ်တာပဲဖြစ်တဲ့ပြင်ကျွန်တော်တို့ကဘာကိုလေးထားလဲဆိုတော့ကျွန်တော်ရိုက်တဲ့ချိန်မှာဒီကားကိုပြီးအောင်ရိုက်တယ်ဟိုအပြီးပြက်ဟိုဒီကျမကြီးကြောင့်ဒီကားရက်လိုက်ရတာမျိုးအခက်ခဲတုံတောင်ဟိုဘယ်လိုအပြင်းထန်ကျမကြီးမဖြစ်ဘူးဆိုရင်ကျွန်တော်တို့တုံတောင်သိခံပြီးတော့အများကြီးကိုပြုပြင်ပြီးတော့ကိုစိတ်ထည့်ပြီးတော့ပြန်ပြီးတော့ဟိုကျမကြီးကိုတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဥပိ္ပခပြလိုက်ပြီးတော့အဲ့ရဒီကားကိုကျွန်တော်တို့စိတ်ထည့်ပြီးရိုက်ကြတာဟုတ်အဲ့အတွက်ကြောင့်ပြိသက်တွေကတော့နားလည်မယ်လို့ထင်တယ်လေနော်ပြိသက်တွေအဲ့တော့လည်းဒါ ending ထင်တယ်နော်အဲ့တော့ရိုက်တာ ending ဆိုတော့ဟိုလေနီးဆက်ပေါ့အန်တရယ်လို့တော့မဟုတ်အဲ့လိုမျိုးတကယ် heavy ကို तू တင်နေရဆိုတော့လေतू ကလည်းငိုကိုကလည်းငိုဆိုတော့ငိုတဲ့အချိန်မှာအဲ့လိုမျက်မှန်ကြီးတက်တော့ကိုယ့်ဘာကိုလည်းမလုံအမှန်တိုင်းပြောရရင်လေမိတ်ကလိမ့်ဖို့နော်ကျိုးမိတ်ကလိမ့်ဖို့လုပ်သေးတာမျိုးလုံးတစ်ခုလုံးဆိုလို့ရှိရင်တော့ရောင်းနေဆိုတော့ပုံမှန်ဆိုလက်တောင်ပါညာထိလို့မရတော့တဲ့အနေထားဒါပေမဲ့director တောင်ပြောတယ်မျက်မှန်နဲ့တက်ပြီးတော့ဟိုပါပေါ့နော်အမမရအောင် तू ပြိသက်တွေကြည့်ရဲ့အချိန်မှာ तू အားမရမှာဆိုလို့ကွာမျက်နှာဆိုတာမျက်လုံးဆိုတာလေဖွင့်ဖို့တောင်မှအနိုင်ဖြစ်နေတဲ့အချိန်မှာမိတ်ကလိမ့်လိုက်မယ်အဲ့ဒါမလုပ်ပါနဲ့မလုပ်ဘူးဒီတိုင်းပဲရတယ်ဆိုပြီးအဲ့လိုမျိုးတလောက်ဖြစ်နေရကွာနော်အချိန်တော့ဆိုမှရောင်ကိုင်းနေအပေါ်ဟိုဘောဒီကျွန်တော်တို့ဒီဟို actor ဘောမှာ actor ရဲ့ဒီစကားတကားပေါ်မှာထားတဲ့စိတ်ပေါ့နော်ပြိသက်ပေါ်မှာထားတဲ့စေတနာပေါ့ကျွန်တော်တို့လုပ်တဲ့ဟို acting တခုကြောင့်
နောက်ဆက်ဖြစ်တာတော့ဒီပြိသက်အမြင်လွဲသွားမှာလို့ဒါဆိုရင်ဒါကျွန်တော်တို့အမှုဉာဏ်ရှင်တွေမှာရှိတဲ့စိတ်တက်ပါပဲ အဲ့ဆိုအဲ့စင်းလေးလာရင်တော့ကြိုပြီးတော့ဒီကနေပြီးတော့တောင်းပန်ထားပါတယ်တဘာဝမကြဘူးလို့ဖြစ်နေမှာဆိုလို့ပေါ့နော်ဘာလို့ဆိုတော့သားစိတ်ရဲ့စားစိတ်နဲ့ဖြစ်နေတဲ့အမေတယောက်အနေနဲ့မျက်မှန်တက်ထားရဲဆိုရဲဟာအမြင်ဒီလိုပဲဒီဟာမကြည့်ဖြစ်တဲ့သူတွေကြောက်လဲအဲ့လိုပဲမြင်ပါလေဆိုတော့ကိုကြီးအနေနဲ့ကကျတော့အဲ့ဒါလေးတော့စိတ်ထဲမှာတမျိုးတော့ဖြစ်မိတယ်ဟုတ်မဟန်နာရောကျွန်တော်တို့ဒီခက်ခဲလေးနဲ့အမှတ်တရပေါ့နော်မမရရှိတဲ့အဖြစ်ပြက်ဆိုရင်ရိုက်ခွေးပိုင်းမှာရှိခဲ့ဟုတ်ခဏတော့ဒီမိုးကရဲ့ director အရန်နုညံ့တာစကားပြောဆိုထိုင်ပုံနေပုံထိုင်ပုံကော့ကြော့နေရောလေကိုကမိမသားတအားမဆန်တော့လေအဲ့ဟာလေးအောင်ညှိရမင်းသားကလည်းတအားချွဲအချိန်မှာကိုကကြရနဲ့သူ့ဂယုဏတက်တဲ့အတန်ဟနာမရောက်နေဂယုဏမတက်နေဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာအဲ့ဒီမှာဒရိုက်တာနေဟနာနုပါအောင်ချွဲပါအောင်အဲ့လိုအတန်ပြော့ပါအောင်ပေါ့နော်အဲ့ဒီအခါကတော့အရန်ငင်းတော့ရောက်နေပြီမိုးတရကတော့အဲ့လိုမျိုးရောက်နေပြီသူယူဆိုလဲယူနေပြီသူနေရာရောက်ဟုတ်ကိုကအဲ့လေယူတဲ့သူကမေတ္တာပေးနေရမှာမေတ္တာလိုအပ်နေရသူမေတ္တာမရှိတာဟုတ်တယ်အဲ့တော့နုညံ့မှုတွေတိမ်ဝင်းမှုတွေလိုအပ်နေရဟုတ်ကဲ့အဲ့ငိုခက်ခဲရတော့အဲ့လေသူနဲ့လှေပေါ်တက်ရတယ်လေလှေပေါ်တက်တဲ့စိလှေပေါ်တက်ပြီးတော့ romance ရရလေတရားပေါ်လည်းပြေးရတယ်ကွာနှစ်ယောက်စလုံးကတရားဆုံးပါရတခါပဲလုံမှာနော်အပြေးလုံးနှစ်ခါပြေးမှတက်တယ်နှစ်ယောက်တော့အဲ့ဒါလေးတော့အမှတ်တရရှိခဲ့ပါတယ်ဟုတ်ကဲ့ပါပါကိုဆက်တူတစ်ကရောကျွန်တော်တို့ဒီဇကားရိုက်နေတဲ့အချိန်မှာခုနအကိုရဲ့ဒီ character ရပါတော့ဒီမူးထည့်ရတဲ့အခါမှာခက်ခဲရှိရလေးတော့ရှိတယ်ဒီရိုက်ခွေးလုံးနေတဲ့အချိန်တွင်းမှာရောအခြားအခက်ခဲနဲ့အမှတ်တရလေးဘာလေးရှိမလဲအခက်ခဲကတော့ကျွန်တော်တို့ကတော့နည်းငယ်ရရှိတာပါဒါပေမဲ့ကျွန်တော်တို့အခက်ခဲလို့ဒီအကိုတွေမှလည်းဖြစ်ဖြောက်ပြီးရဒီ senior ဖြစ်တော့ငါညီဘယ်လိုလုပ်မောင်လေးဘယ်လိုလုပ်အမကျွန်တော်ဘာကြီးလုပ်ချင်တယ်ပြောပြရလေဒီကျွန်တော်တို့မရိုက်ခင် pre ကမှအကိုကနေပြီးတော့ဒီသူတို့ရှိတ်စရာလည်းမလိုဘူးဘာမှမလိုဘူးပေါ့တရုတ်ဆောင်တဲ့အချိန်မှာမလိုဘူး character ပဲစီးမြော့ပြီးတော့စူးစမ်းဖို့ဆိုအကိုကအားပေးရောအဲ့ကစားပြီးကျွန်တော်ကအကိုတို့မှသိပြီးတော့မချိန်တော့ဘူးအမှတ်တရတော့ဗါလဲဆိုတော့ဒီဘီလီယက်ထိုးတဲ့အခါမှာကျွန်တော်အစနေကြော pressure လေးဖြစ်လာတော့မမွေပေါ့ထုံးနာမရတော့ဘီလီယက်ထိုးတာအစလွဲနေဝိုင်းရပြီးတော့ကျွန်တော်မရဘူးလို့ငါထုံးနာဖြစ်အောင်ကြိုက်တာငါပြန်ခေါ်မယ်ထုံးနာဖြစ်တဲ့ပြီးကျွန်တော်ကွက်တီပဲထုံးနာရောက်လာရောအမတို့ကဒီဘီလီယက်ခုံကသူများခုံပေါ်လေးစိုင်မှာထိုးရတော့ပဲ့မှာပြမှာဆိုကျွန်တော်ဘီလီယက်ထိုးကျူးနေပါလို့ရိုက်ချိုးကျွန်တော်စဉ်းစားတာဒါမလုပ်ပါနဲ့တဲ့ပြောရဲဆိုတော့ကိုကမလုပ်ဘူးပေါ့โอเคဆိုပြီးတော့ထုံးနာအဲ့လိုမူလေးရတော့ပြောဆိုပြီးတော့အကျူတော့အုံးဆိုကျွန်တော်ကဘီလက်ကိုပစ်ချခဲ့ချိန်မှာကတ်ဆိုတာဒူတွေအားလုံးဘီလက်ကိုပြေးကြည့်အောင်ပြေးကြည့်ကြအောင်ကျွန်တော်မကြည့်ကြအောင်စီကျွန်တော်လည်းမရည်ရွယ်ဘူးပြီးပြေးရောပြီးပြေးရောပါလို့လေအကောရှိတင်ရဒါအကောရှိတင်ရကိုစတင်ရလို့တစ်ဖွဲ့လုံးဘီလက်ကိုပြေးကြည့်ကြငါမပြေဘူးလေကျွန်တော်ကတော့မရည်ရွယ်ပါဘူးဒါပေမဲ့မူရဖြစ်သွားမူရကျွန်တော်ဘီလက်ကျူရင်ကျွန်တော်အဲ့လိုဟိုးပစ်ချခဲ့ရဘီလက်ခုံအောင်ပါအဲ့လိုဒါကတော့ကျွန်တော်တို့အမှတ်တရအဲ့ဒါမပူနဲ့မောင်လေးမအက်တစ်မှာတော့လည်းအက်တစ်ကအကိုပြအခုဒီခန့်သိမ်းပေါင်းများစွာတက်အခုဒီကအရေးကြီးဆောက်လို့ तू အားပါပြစ်လဲပြစ်ချောင်းဒရိုက်တာကတ်တော့ကောက်ကောက်မအော်ရင်ပြေးကနေကတ်တယ်ကိုတတခါပြေးနေကတ်ပြေးကတ်အဲ့လိုကျွန်တော်လည်းမကြည့်ရွယ်ဘူးကိုမူးဝင်သွားချင်းမှာကျွန်တော်အဲ့လိုလုံးမိသွားတာပေါ့ဒါကကျွန်တော်လည်းမူရဖြစ်သွားပဲပြန့်တော့ဟိုရောဒါတော့ကျွန်တော်အမှတ်တရပါโอเคကိုငင်းတော်ရဲ့အနေပေါ့နော်ကိုငင်းတော်ကကျွန်တော်ဒီဇလန်ရိုက်နေတဲ့အချိန်မှာအခက်ခဲလေးနဲ့လုံးဝအမှတ်တရဖြစ်တဲ့အချိန်တွေမျိုးလေးဆိုဘယ်ချိန်တွေရှိအမှတ်တရတော့ခုဒီလူတွေနဲ့စုံစည်းရတော့အမှတ်တရပဲပြီးရင်အမှတ်တရတော့အများကြီးရှိတာပေါ့နော်ဟိုမှာအမေနဲ့စုံတဲ့ဆင်းဆိုလေဟိုကျွန်တော်တို့အမေဆိုပြီးထူးပြီးတော့အရန်ဟိုတာမီမဖြစ်မှာမစိုးရင်ပေါ့နော်ကိုကနည်းနည်းချွဲတဲ့သူဆိုတော့အမေနဲ့လည်းအဆင်ပြေတယ်အဲ့ဆိုအမေနဲ့အဲ့တခမ်းပဲကျွန်တော်ချွဲတဲ့ဟာချွဲတာလည်းမဟုတ်ဘူးပတ်ပြေးနေအမေလို့ခေါ်တာအဲ့ဒါရီးရပေါ့နော်အဲ့ခဏပေါ့နော်ကျွတ်လေလူလာလို့ဘူးရောမေးရလေအဲ့လိုခေါ်တာမမေးရတယ်တော့လေကြည့်ရောအဲ့ကြည့်ပြီးရီးတာကျွန်တော်အဲ့ကြည့်ကျင်တာတော်ပြည့်ကျွန်တော်မှလိုကလိုက်ရီးရဗျာရီးရကြကိုဟာပုံမှန်စိတ်မဟုတ်တဲ့ဟာဆိုမရီးရဘူးအမေဘာဖြစ်တာလဲတော်ရိုက်လိုက်ရတယ်နော်တော်ရိုက်လိုက်ပြီးရင်မဟန်နာပေါ့နော်မဟန်နာနဲ့ကြတော့သူကကြတော့နည်းနည်း strong ဘက်ကိုသွားတာဆိုတော့ဟုတ်သူနဲ့ room မယ်ဆိုရင်အဲ့လိုမလုပ်ချင်ဘူးကျွန်တော်နည်းနည်းလုပ်ပေးအောင်ကျွန်တော်ပို့ပြီးဟိုဖြစ်နေမယ်ဘာညာပေါ့နှစ်ယောက်အဲ့လိုညှိရပါတော့နှစ်ယောက်ကတော့အဲ့လိုညှိရတဲ့စင်းနေပေါ့နော် room ကတော့စင်းနေတမောစီမလားတဲ့ကင်မရာရှိမှနေတော့တမောစီမလားမစည်းချင်တော့လေမစည်းတော့သုံးခါလေးခါတော့စီးမယ်ပြောလိုက်လေ
တော့ဟိုင်းစီနည်းနည်းတော့စီးလိုက်ပါပြီးတော့စီးမယ်ရောက်သွားတယ် အဲ့တော့ဟိုရိုးတဲ့အစင်းလေးဆိုရင်ရောဘယ်နှစင်းလောက်ပါခဲ့ဒီတဲ့ သူနဲတော့နဲတယ်နဲတဲ့ဟာကိုအဲ့လိုပေါ့လှေမစီးဘူးဆိုရင်တော့တခြားပြတဲ့ဟာမရှိဘူးစီးချင်ဘူးဆိုတော့ကျွန်တော်စီးရောက်တော့တယ်ကျွန်တော်အမှန်တနောက်တစ်ခုရှိတယ်သူငိုတဲ့စင်းနေဆိုရင်အဲ့နှစ်ထွက်နေကျွန်တော်တီရှူဟာရတာ ဘေးအဲ့ဒါပြောလို့ အဲ့ဒါလည်းပြောပေးပါဦးလို့ ပြောလို့ကျင်းစင်းစင်းနေတော့များတော့မှအဆင့်စင်းကျင်းစင်းအဆင့်စင်းနော်တန်ဖို့အဆင့်စင်းသွားတဲ့စင်းတွေကြီးပဲကျင်းစင်းမှာတော့နော်အဲ့တော့စင်းနိုင်ရတော့အဲ့လိုအမတ်တရအများကြီးပဲနောက်ကစင်းနိုင်ရလည်းခက်ခဲအများကြီးရှိတယ်ဒါပေမဲ့လည်းဒါမမရဲ့တင်ပြမှုတွေနောက်ကအကိုအမတွေတွဲခေါ်မှုတွေဒါကြကျင်းစင်းနိုင်ကိုအကောင်းဆုံးလုပ်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့အမတ်တရတွေထဲမှာအဲ့စင်းကတကယ်အမတ်တရ ဘယ်လိုဖြစ်တာလဲ ကျင်းစင်းတို့နော်မဟန်နာရဲ့ကိုငိမ့်ရဲ့ကျင်းစင်း3ယောက်ဆောင်တဲ့စင်းအဲ့စင်းကကျင်းစင်းကငိုတာငိုအရန်ငိုရနာရီတွေပါကြာကျင်းစင်းကအရန်ငိုလို့နာရီတွေပါကြာနာရီတွေကျတော့ကျင်းစင်းအိုက်တင်လုပ်ရင်းနဲ့လက်နဲ့လို့တုံးမိရပါတော့အမဟန်နာမသိဘူးအဲ့ဒါကိုငိမ့်ကသိတယ်မဟန်နာမသိတော့ကိုင်းတာကျင်းစင်းလက်တွေကိုကိုင်းတာသူကကိုငိမ့်ကမသိတော့လည်းရတယ်ကြည့်တယ် ရှိရှိရှယ်တို့မကြောက်ပါနဲ့မအမဘာရစင်မပြေဖြစ်နေရလဲအမပြောပြမှရည်ရောသိမှာနော် မအားဒါကျဲစင်းကိုရုံကြည်ကြည်နဲ့ဒီ customer ရွေးပြီးတော့လူအများကြီးထဲမှာရွေးပြီးဒီ character ကိုပေးထားတာကျဲစင်းအမလေးကျဲစင်းကို Helen ဦးလို့မြင်ချင်တယ် အဲ့ဆိုသူအားလုံးဒီစကားနဲ့ ဒီကားလေးချုပ်တာ ဒီစကားနဲ့အားလုံးချုပ်ထားတာ Helen ဦးဖြစ်ရမယ် Helen ပြောချင်တာကတော့ကျဲစင်းမဖြစ်ရဘူး Helen ဦးဖြစ်ရမယ်ဆိုတော့ကျဲစင်းဒီဇက်လန်ထဲမှာဒါ Helen ဦးဖြစ်အောင်ကျဲစင်းစူးစမ်းခဲ့ရပါမလိုချင်တဲ့အစိမ့်ပေါ့ဆန္ဒမမတို့ပြောသလိုမျိုးဒီစင်းမဆိုလို့ရှိရင်တန်ဖိုး30အထိလိုချင်တယ်40အထိလိုချင်တယ်ပေါ့အမြင့်80အဲ့လိုမျိုးကျင်းစင်းဆိုရှင်အမြင့်နေကြီးပဲเนาะအဆင့်ဆင့်သွားတာကျင်းစင်းတစ်ခုတည်းမဟုတ်ဘဲနဲ့အဆင့်အဲ့လိုသွားတာကျင်းစင်းရဲ့movement တွေကလေအဆင့်တိုင်းမှာအဲ့လိုမျိုးသွားတာဆိုတော့အခက်ခဲရတော့အများကြီးပဲအမှတ်တရရလည်းအများကြီးပဲဇလန်ကတော့မဇလန်ပါပဲဒီဇလန်ကတော့ဘာဖြစ်လို့လဲဆိုတော့မစောကြီးတွေကဒီ suspense တွေဟို horror တွေကိုကြိုက်တယ်ပေါ့နော်ဟိုတတ်တာတွေအမှုဖော်တာတွေကိုမှတော်တော်ကြီးကိုစိတ်ဝင်စားတာပေါ့နော်အဲ့လိုစိတ်ဝင်စားတော့ဒီဇလန်ကိုတော့မလုပ်ခဲ့တယ်ရေးခဲ့တာကတော့ဒီ Atram Creative ကပေါ့နော်သူဒီအခွဲကနေပြီးတော့မတို့ဇညွှန်းရေးပြီးတယ်ဇလန်ကတော့မဇလန်ဟုတ်ပါပြီးတော့ကျွန်တော်နောက်တစ်ခုသိချင်တာလေးကကြတော့ဗောနော်ဒီ synopsis ထဲမှာလည်းပါတယ်ဗောနော်ဒီဇလန်ထဲမှာတည်တဲ့သူတွေလည်းရှိရပြီးတော့ဟိုလူသက်သမားလည်းရှိနေဗောအဲ့တော့နည်းနည်းလေးကျွန်တော်တို့အရေးမွက်လောက်ပြောလို့ရလားဘသူတွေဒီကားထဲမှာတည်ကြရလဲဆိုအဲ့ဒါလေးလည်းတက်တာကျမတက်တာကျမတက်ဖို့ကျမတယောက်တည်းတက်တာတော့မဟုတ်ဘူးကျမနဲ့အဖွဲသားများဝိုင်းတယ်လို့ပါတယ်ဝိုင်းတယ်ကျွန်တော်စကားလို့လားအများကြီးမဟုတ်နည်းနည်းလေးပဲအဲ့နည်းနည်းလေးကိုမှကျွန်တော်တော်တော်နှစ်ခေါက်သုံးခေါက်လောက်ဖက်လိုက်ရတယ်ဗောနော်လဲရောလဲတယ်ကျွန်တော်တားလဲခဲ့ဘူးကျွန်တော်လဲခဲ့ဘူးကိုကြီးတို့တော့မှစားဖက်တော့ကလေသူ့မင်းဘသူတက်တာလေအခုနောက်ဆုံးချိန်ထိမတို့ဒီဘက်ကလူတော်များမတို့ဇလန်းတော့ပေးဖတ်တယ်ဒါပေမဲ့ဒီနောက်ဆုံးလေးတွေကိုဘသူတက်တာလဲဆိုတဲ့ခါကိုမတို့ကအချင်းချင်းနေမှာလဲပြန်ပြီးတော့ဖတ်ထားတယ်သူတို့လည်းတကယ်ကိုမသိခဲ့ဘူးအဲ့တော့ဒီဇလန်လေးကဒီမှာဒါ director တွေရော actor တွေရောပြီးတော့အဖွဲ့သားတွေအကုန်လုံးရောဒီမိုးရသည်မှာရိုက်တာလည်းဖြစ်တယ် suspense ကလည်းဖြစ်တဲ့ခါကျတော့အားလုံးရဲ့စိတ်ရောကိုယ်ရောနှစ်ပြီးတော့ကြိုးစားထားတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပရိသတ်တွေအနေနဲ့လည်းဒီဇလန်လေးကိုအားလုံးကအခုချိန်ထဲကနေပြီးတော့စောင့်မျှော်ကြည့်ရှုနေပြီလို့လည်းထင်ပါတယ်အဲ့တော့ဒီဇာတ်ကားကတော့လာမယ်ကျွန်တော်တို့မေလနောက်ဆုံးအပတ်မှာဆိုလို့ရှိရင်ဒါတတိယမြောက်အပတ်ပေါ့နော်တတိယမြောက်အပတ်မှာ Fortune TV Channel ကနေပြီးတော့မှစတင်ထုတ်လွှင့်တက်တာတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဇာတ်ကားလေးကိုစောင့်မျှော်ကြည့်ကြမယ်ပရိသတ်တွေအတွက်အားလုံးကနေပြီးတော့မှဖိတ်ခေါ်စကားလေးပြောပြပါဦးကျွန်တော်တို့ရဲ့ဒီ The Rain ကုတ်မိုးကဇလန်တွေလေးကိုစောင့်မျှော်ကြည့်ရှုပေးဖို့ပြောချင်ပါတယ်ခင်ဗျာရန်လဲစူးစမ်းထားတာမို့လို့ပရိသတ်တွေလည်းစိတ်ချမ်းသာမယ်စိတ်တိုင်းကြမယ်လို့မျှော်လင့်ပါတယ်အားပေးကြပါအောင်ရှင်ဒရမာကားတွေနဲ့အများကြီးကွဲထွက်တဲ့ကားလေးတစ်ကားလည်းဖြစ်မယ်ဒီရဲ့မိုးရဒီမှာအိမ်မှာကွက်တာဆောင်းလေးနဲ့ကွေးပြီးတော့အဲ့လိုတေးတေးချာနည်းနည်းထွေးလေးကြည့်လို့ရမယ်ကားလေးဖြစ်တဲ့အတွက်ကြည့်ရှုပေးကြပါအောင်လို့ပြောချင်ပါတယ်
ဒါရိုက်တာပြောတယ်ဒီကားမှာကားအန်ဒီမပြီးငင်မှာပေါ့နော်လူသက်သမားကိုဖြေနိုင်မို့ဘူးတသိန်းပေးမယ်ပြိတ္တတွေကိုတဲ့ဒါရိုက်တာပေးမှာနော် ဒီကားလေးကတော့ဒါအားလုံးဒီတာမန်အခုလက်ရှိရှိနေတဲ့ဇာတ်ကားလေးဇာတ်လမ်းလေးနဲ့မတူဘဲနဲ့နည်းနည်းဟို suspense ဟို psycho suspense တွေပါတဲ့အတွက်ကြောင့်ကြည့်ရတဲ့ပရိသတ်တွေအနေနဲ့ရတတစ်ခုတော့ရမှာပါ ဒီကားလေးကပုံမှန်မဟုတ်တဲ့ကွက်ထွက်တဲ့ကားလေးဆိုတော့အိမ်ပိုင်းမိုးရသည်မှာအေးအေးလေးနဲ့ကြည့်ရမယ်ကားလေးဆိုတော့အပိပါအောင်ခင်ဗျာနော် ဟုတ်ဒီဇက်ကမှဒါဂျေစနိုနဲ့တို့ဒါစီနီယာရေအကုန်လုံးလဲတေချာတယောက်ချင်းစီတိုင်းအခန်းချင်းစီတိုင်းကိုစူးစမ်းထားတာဖြစ်တဲ့အတွက်အားပေးကြပါအောင်လို့ဂျေစင်ပြောချင်ပါတယ်ဟာ ဟုတ်ကဲ့ပါအားလုံးပဲပါ